快走！错，俺都来巴了，老弟娘要。ကိုတူမပေါ့ရက်ဆောင်မှမနေကြဘူးဆိုလို့ဒီမှာတောင်းတင်နေရလေသတင်းတွေကလည်းအမျိုးမျိုးဆိုတော့ဘာလို့ရမှမသိဘူးငါလည်းစံတော်ဝါနဲ့ရိခါတင်ပြီးဒီရောက်လာတာဟာဒါနဲ့တောင်ခန့်ကျသွားပြီဆို ဟာမဟုတ်ပါဘူး快走ရဲ့လုံးဝမကြသေးဘူးသမီးတည်တယ်တိုက်နေကြတော့မရှိသေးတာဒါပေမဲ့ဘာဖြစ်လဲမကြီးရင်နာမြောက်တက်နဲ့တောင်ခမ်းမြောက်တက်ကတော့လမ်းကြောက်ပြတ်သွားပြီ TNL က406မြောက်တက်ကိုသိမ်းပြီးဆက်သွယ်ဖြတ်လိုက်ကြတာ ဒါဆိုရင်ငါညီဘိုးလေးတင်ရှိတဲ့350လေးမြောက်တက်ကိုငါသွားမှဖြစ်မယ် ဘာလို့မလဲဦးခိုင်စောရဲ့ နိုင်တော့သွားကူရမယ်လေပြီးတော့ချင်းနေမှန်ကိုလည်းမေးရတယ် လူတွေကတောင်ခမ်းကြောက်သွားပြီလို့ထင်နေကြတာကိုခိုင်စောရဲ့တခုခုတော့လုံးဝရမယ်ထင်တယ်နော် ဟုတ်တယ်ဦးခိုင်စောတောင်မရဲ့လူတွေလည်းစိုးရိမ်နေကြပြီအမှန်ကိုသိအောင်လုပ်ပေးပါ တမတော်ကတော့ချင်းနေမှန်ဒီအားလုံးကိုသိပါတယ်ရသားပြည်သူတွေချင်းနေမှန်ကိုသိဖို့အတွက်ငါကြိုးစားမယ်ဒါဆိုရင်ငါ350လေးမြောက်တက်ကိုငါသွားမယ်မင်းတို့လိုက်ဦးမလား မတော်ပါနဲ့သမီးရဲ့အနေရများတယ်လေဒီမှာလဲကားကြုံနေရပဲငါတို့ရက်ဆောက်ကိုပြန်ညမယ် ရက်ဆောက်ကိုတော့မသွားဘူးအမေဒီမှာပဲခဏနေပြီရဲဘော်တွေကိုနှိုင်းတဲ့လောက်ကူ ကဲဆရာကြီးတက်မစက်ခေါ်နေပြီဘိုးကြီးကိုကြည့်ရတာလဲစက်ကင်နိုင်တဲ့အခြေအနေမရှိတော့ကျွန်တော်တို့ထဲမှာဘိုးကြီးပြီးရင်ဆရာကြီးစီကျူကအကြီးဆုံးပဲဆရာကြီးစက်ကင်လိုက်ပါလား အခုချိန်မှာကျွန်တော်တို့ဆက်ကင်လိုက်လို့ရှိရင်တခြားတနေရာရောတောတိုက်ရလိုက်ပဲထင်တယ်ဆရာကြီးမသိတယ်လို့ပဲနေလိုက်တာပိုကောင်းမှထင်ပါရဲ့ဗျာ ဟုတ်တယ်မဟုတ်ပြောတာမှန်းတယ် ဟုတ်တယ်ဆရာကြီး ဟာဟဲ့အောင်လေဒါစစ်တိုက်နေတာကွဖတ်ထိတ်လုံနေတာမဟုတ်ဘူးငါတို့တက်ခွဲမှာဘိုးကြီးမရှိရင်ဆရာကြီးကအကြီးဆုံးပဲဘာတောင်းမဲ့ပေးပေးကွာတက်မဆက်ခေါ်တာကိုတော့ကင်သိနေမဟုတ်လား တူရမစစ်တွေရှိလားတူရမစစ်တွေရှိလားတူရမစစ်တွေတန်ကောင်းလားစစ်တွေရှိလားတူရမစစ်တွေရှိလားတူရမစစ်တွေတန်ကောင်းလားတူရမစစ်တွေတန်ကောင်းလားစစ်တွေရှိလား ဆရာကြီးစက်မကန်ဘူးဆိုရင်ကျွန်တော်ကင်လိုက်ရမလားဆရာကြီးဒီတက်ခွဲကိုစက်ပြီးဥမဆောင်နိုင်တော့ဘူးဆိုရင်ကျွန်တော်စက်ပြီးဥဆောင်ပါတော့တူရမစစ်တွေတန်ကောင်းလားငရဲမသူတွေအတန်ကောင်းလား
သူရင်တန်ကောင်းတယ်ခုပြောနေဘူးလေ ခမာယာ906ခွဲ3ကတက်ကြက်ရဲထွန်းနိုင်မှာ ကောင်းပြီငယ်မင်းတက်ခွင့်မှုတစ်ချိန်နဲ့သိချင်တယ် တက်ခွဲဘူးဒန်းစီပြီးတတိပါလစ်နေပါပြီဒီတက်ခွဲကိုခေါင်းမောက်လို့ဘိုးကကျွန်တော်ပဲကြံပါတော့တယ် ကောင်းပြီငယ်ငါမင်းနဲ့ပဲဆက်လုပ်မယ် လက်ကြံဖွဲ့ကိုမင်းမဲဆက်ပြီးဥဆောင်တာ လက်ရှိနေရာမှာခိတ္တချေပြူတာဒါပဲ ကဲဟဲ့အောင်နေမင်းတို့အလုပ်ထမင်းတို့တွေပါဒီဟုတ်လားကဲဒီတက်ခွဲကိုငါအဥဆောင်မယ်ဆရာကြီးတို့တော့အားနာပါတယ်ဒါပေမဲ့ရှေ့ဆက်ပြီးစစ်တိုက်ရအောင်မှာဆိုတော့ဆရာကြီးကလည်းတက်ခွဲကိုဥဆောင်နိုင်စွမ်းမရှိတော့ဘူးဆိုရင်ကျွန်တော်ကပဲတက်ခွဲကိုအစအစရရတာဝန်ယူလိုက်မယ်ကဲဟဲ့အောင်ဒီနေရာကတောင်ခမ်းအမြောက်တက်ရဲ့ area ပဲဒီနေရာနေပြီးတော့ငါတို့တက်တိရှိရှိခံချမယ်လုံးဝနောက်မဆုတ်ဘူးနောက်မတူဘူးမင်းတို့တွေထဲမှာငါဥဆောင်တဲ့နောက်ကိုမလိုက်နိုင်တဲ့လူရှိအခုငါ့ကိုတခါတည်းပြော လိုက်မယ်ဗျာဆရာရဲတာဥဆောင်နေဆိုရင်ငရဲတော်ထိလိုက်မယ်ဖြစ်ချင်တာဖြစ် မင်းလွယ်တာတွေငါ့ကိုပြော ဟုတ်ကဲ့ပါတက်မှမှု40ဘုံဒီ150နဲ့5556 2000လောက်လိုချင်ပါတယ်အရေးပေါ်လိုနေပါတယ် ရတယ်ငယ်မင်းလိုချင်တာပြောငါအားလုံးရအောင်ပို့ပေးမယ် ငါလိုချင်တာကမင်းတို့ရှိရကုန်မယ် အဲ့ဒီကုန်းကနေဒီကောင်တွေငါတို့တက်မအောင်ဒုက္ခပေးလိုက်မယ်အဲ့ဒီကုန်းကိုရအောင်တိုက်ဒါပဲ ဟုတ်ကဲ့ပါတက်မှမှုအခွင့်သာတဲ့အချိန်တစ်ခုကိုစောင့်နေပါတယ်ကျွန်တော်ဒီနေ့ပဲတက်သိမ်းမှမယ်တက်မှမှုဆရာရဲရှေ့ကစခန်းကုန်းတိုက်မယ်ဆိုဆရာရဲဘယ်ကလိုက်မှာ ဟာပွက်ရနေလိုက်မှာပေါ့ကွာငါဘယ်တော့အနောက်မှလိုက်ဘူးလို့လဲဒါနဲ့နေသမောင်မင်းကဘာလို့မေးရလဲ 79နဲ့ပွင့်လိုက်လို့စင်ပြေပါ့မ ဟာဟဲ့အောင်ရှေ့ရဝဲသားတွေက40နဲ့အနီးကထိုးပြလို့ရှိရင်အသေးကြောက်တာကွာပေးပါထွက်ကြမယ်ငါမင်းတို့နဲ့အတူတူတက်40နဲ့ထိုးပြဒီကောင်နေဖြိုပြဲဖြစ်လို့ရှိရင်မင်းတို့ကဝင်ချဒါပဲလေကွာအခုချိန်ကနေ့ကင်း12နာရီလောက်ရှိပြီဆိုတော့ဒီဝဲစားတွေအစာကောက်ချိန်တော့ရောက်နေပြီဒီချိန်ဝင်ပြည့်တော့အတော်ပဲကဲကြပါတယ်ကွာအားလုံးသိမြင်